ပါရှင်အခုပြောပြပေးမယ့်အကြောင်းကတော့ဒီ Sketcher 2023 software ပေါ့နော်နောက်ဆုံးထွက်လာတဲ့ဒီ Sketcher 2023 software ရဲ့ဒီ install လုပ်ပုံလုပ်နည်းရယ်ပေါ့နော် file လေးကိုရောက်သွားတယ်ဆိုရင်ဒီလိုပုံစံမျိုးလေးနဲ့မြင်ရမယ်ပေါ့နော်အဲ့ဒီအခါမှာဒီအောက်မှာရှိတဲ့ Sketcher Studio Full ဆိုတဲ့ပုံမှာ select ပေးပြီးတော့ right click တစ်ချက်နှိပ်ပြီးတော့ run as administrator ကိုတစ်ချက်နှိပ်ပေးမယ်နော် run as administrator ကိုနှိပ်ပေးမယ်ဒါဆိုရင်လည်းသူကအဲ့မှာ run as administrator ကိုနှိပ်လိုက်တဲ့အခါကျရင်ဒီ box လေးကြာလာရပေါ့နော် trimble ဆိုပြီးတော့အဲ့မှာသူကဒီဘာတွေထပ်တိုးပြီးတော့ပါလာလဲဆိုတဲ့ဟာလေးကိုသူဒီမှာပြပေးထားရပေါ့နော်2023 version မှာဘယ်အပိုင်းလေးတွေထပ်ပြီးတော့ပါလာလဲဆိုတော့တဲ့scan essential for sketches and layout ဆိုတာကဒီ sketches နဲ့ layout အတွက်တဲ့တခြားလိုအပ်တဲ့ tools လေးတွေပေါ့နော်အပိုထပ်ပါလာတယ်နောက်တစ်ခုက Revit importer Revit importer ဆိုတာကျတော့သူကဒီ Revit file တွေပေါ့နော် Revit file တွေကိုဒီ Sketchers ထဲကို import လုပ်လို့ရတဲ့အပိုင်းတွေပါလာတယ်အဲ့မှာသူကဒီ V-Ray ကိုပါတစ်ခါတည်း install လုပ်မယ်ဆိုရင်ဒီက V-Ray for Sketchers မှာအမှန်ချစ်လေးထည့်ပေးလိုက်ပေါ့နော်ပြီးရင်တော့ဒီကနေပြီးတော့မှ install ကိုတစ်ချက်နှိပ်ပေးမယ်ဒါဆိုရင်တော့သူ install လုပ်နေတာကိုခဏဆောင်ပေးရမယ်ပေါ့နော်ဒါဆိုတော့သူက install လုပ်ပြီးသွားပြီဆိုရင်တော့ဒီက finish ကိုတစ်ချက်နှိပ်ပေးရမယ်ပေါ့နော်ဒါဆိုရင်တော့ဒီမှာသူရဲ့ Sketcher software ကိုဒီမှာ install လုပ်ပြီးသွားပြီနော် Sketcher ရဲ့ style beta ရဲ့ layout ရဲ့2023ဆိုပြီးတော့ကြာလာပြီလိမ့်မယ်ဒါမဲ့သူ့ဘာတွေထပ်လုပ်ပေးရမလဲဆိုတော့ crop ဖြည့်ပေးရမယ်နော်crop ဖြည့်ဖို့အတွက်လို့မို့ဆိုရင်ဒီတိုင်းသုံးမယ်ဆိုရင်သူကဒီ license version အနေနဲ့ပဲတစ်လရက်30စာပဲသူကအခက်မဲ့ပေးသုံးတယ်ပေါ့နော်အဲ့တော့ crop ဖြည့်ရဲဆိုရင်တော့သူကဒီပေါ့သုံးစရာ license နဲ့သုံးစရာမလိုတော့ဘူးပေါ့နော်အဲ့တော့ဘယ်သွားပေးရမလဲဆိုတော့ဒီအပေါ်မှာရှိတဲ့ Sketcher 2023 fix ကိုတစ်ချက်နှိပ်ပေးမယ်နော်အဲ့ထဲမှာရှိတဲ့ဒီက layout ရဲ့ Sketcher ရဲ့ style beta ရဲ့အဲ့သုံးခုကိုသူက select ပေးလိုက်နော် keyboard ကနေ control ဖြည့်ပြီးတော့ဒီသုံးခုလုံးကို select ပေးပြီးရင်အဲ့သုံးခုပေါ်မှာ right click တစ်ချက်နှိပ်ပြီးတော့ copy ကိုနှိပ်ပေးမယ်နော်ဒီသုံးခုပေါ်မှာ right click တစ်ချက်နှိပ် copy ကိုယူcopy နှိပ်ပြီးပြီဆိုရင်တော့ဘယ်ထဲသွားပေးရမလဲဆိုတော့တဲ့ this PC ထဲကိုသွားမယ်နော် this PC ထဲမှာရှိနေတဲ့ data C ထဲကိုသွားမယ် data C ထဲကနေပြီးတော့မှ program file နော် data C ထဲက program file အဲ့ထဲကနေပြီးတော့မှ Sketcher ပေါ့နော်အဲ့တော့ Sketcher ထဲကဒီ Sketcher 2023ကိုတစ်ချက်နှိပ်ပေးမယ်ပြီးလွတ်တဲ့နေရာမှာ right click တစ်ချက်နှိပ်ပြီးတော့ paste ကိုနှိပ်ပေးရမယ်ဒီလို box လေးကြာလာတဲ့အခါကျရင် replace the file in the destination ကိုနှိပ်ပေးလိုက်ပေါ့နော်ဒါဆိုရင်တော့သူက crop ဖြည့်ပြီးသွားပြီပေါ့နော်crop ဖြည့်ပြီးရင်တော့သူရဲ့ software ကိုသုံးလို့ရသွားပြီ